အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဒီနေ့ကျွန်တော်ပြပြချင်တဲ့စာအုပ်ကတော့9နှစ်မိုးကြီးချုပ်ဦးနေရထားတဲ့9နှစ်ရတင်ကြမှာပြီဆိုတဲ့စာအုပ်ကြောင့်ပြပြချင်ပါတယ်ဒီစာအုပ်ပဲကျွန်တော်ဖတ်ရတာညတော့ကျဆိုလောက်ခိုက်တဖန်တော့ကျွန်တော်ဖတ်ရတာဗျဒီစာအုပ်ထဲမှာဗျ9နှစ်ရတည်ဆိုတဲ့အတိုင်းပဲဗျမြန်မာနိုင်ငံအခြေအနေကြောင့်ဗျမြန်မာနိုင်ငံရေးကြောင့်အခြေအနေကြောင့်ရမြန်မာနိုင်ငံအခြေအနေကြောင့်1941 1942 1943 1944 1945ဒီ9နှစ်တာကာလအကြောင်းကိုလည်းဝေါ်ကြီးချုပ်ဦးနုကသူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးရေးတယ်ဆရာကြီးဝေါ်ကြီးချုပ်ဦးနုဆောင်နဲ့ပတ်သက်လို့ရှိပဲကျွန်တော်ရေးရတဲ့ကျွန်တော်များဖတ်ခဲ့ဘူးတယ်ဘယ်လိုဆိုရဲဆိုဗျတတ်နေတော့လို့ပြီးတော့ငရဲဆိုတော့ journal of view လို့ပြီးတော့ကာမတနော်လို့ပြီးတော့ဝေါ်ကြီးချုပ်ဦးနုဒေကွန်ကြီးဗျ how to win influence ပြီးပဲဒီစာအုပ်ဘာသာပြထားတဲ့စာအုပ်ဗျမိတ်တဘလတီကဒီစာအုပ်နဲ့ပတ်သက်ပြီးတော်တော်လေးနာမကြီးရဗျဒီစာအုပ်နဲ့ဒီဆိုတော့ကျွန်တော်ဖတ်ခဲ့ပြီးကျွန်တော်ကိုယ်တိုင်လည်းဝယ်ထားဘူးတယ်ဗျအဲ့လိုပဲဒီကျွန်တော်ဒီစာအုပ်ဘယ်လိုဖြည့်ပြီးတော့ဖတ်ပြသွားကြရပြောမှာကျွန်တော်ပထမဆုံးဒီစာအုပ်ဖတ်ပြသွားကြရဗျrun break ဟိုင်ဒီ YouTube channel အကူပါဗျဒီ pocket ဗျဒီ pocket အကျိုးကျွန်တော်နားထောင်ပြီးတော့ဗျဒီ pocket မှာထပ်ပြရဗျတကယ်လို့ save ဆိုလို့ရှိရင်ဗျဒီစာအုပ်လေးဖတ်လို့ရပါအကြောင်းအဲ့ဒီမှာကျွန်တော် save ဆိုတာ save ကျွန်တော်ထပ်ပြီးတော့ဖတ်ဖြစ်ခဲ့တယ်ဆိုတော့ဒီရွယ်ချင်းနဲ့ဖတ်ဖြစ်ခဲ့ဗျဒီစာအုပ်ကြောင့်ဒီစာအုပ်မှာဗျဝကြီးချုပ်ဦးတို့သူ့ရဲ့အတွေ့အကြုံဗျ1941ဆိုတဲ့အချိန်ရဗျဘယ်လိုချိန်လဲဆိုဗျမြန်မာနိုင်ငံကိုမြန်မာနိုင်ငံပဲဂျပန်တွေကဗျဒီချိန်မှာတက်ဆုံးပါဗျဂျပန်တွေကတက်ဆုံးပြီးတော့အင်္ဂလိပ်တွေအကူအညီနဲ့ပြီးပြပြီးတော့ပြအုပ်ချုပ်တဲ့ကောလာဒီလိုကောလာဗျ1945ဆိုတဲ့ကောလာဗျဘယ်လိုကောလာလဲဆိုဒီအဆဆင်းမင်းတော့မှာဗျဂျပန်တွေလောက်ကိုဆေးရှုပ်ပြီးတော့လောက်ကိုသူတို့ရဲ့ကိုလိုနီနယ်တွေကိုပြပြီးတော့ပေးတဲ့ကောလာဒီလိုကောလာဗျလောက်ဘယ်လိုပြဂျပန်အကြောမြန်မာအင်္ဂလိပ်ပြပြီးသိတဲ့ကောလာဒီလိုကောလာရောက်တယ်ဒီကောလာချင်းကိုပြပြီးရေးထားတယ်ဗျဒီစုံထဲမှာဒီစုံပဲမလည်းပြဖားတာပါလာဗျတရောကျော်နေရာလောက်ပဲထူလာစာရေးရေးတွေ့ဗျပါလာထဲမှာပါတယ်ဒီ1943ခုနှစ်လောက်တော့ဆွဲဗျဒီချိန်မှာဆွဲဗျအင်္ဂလိပ်ဂျပန်ရဲ့ရေးချက်ရှေ့တယ်ဂျပန်ရဲ့ရေးချက်ဗျဒီချိန်မှာဆွဲဒါဘောမဥစားရဗျဟိုဓမ္မဖွဲ့စည်းလို့ရှိအဲ့ဒါရှယ်သားဖွဲ့စည်းဗျရှယ်သားဖွဲ့စည်းအဲ့လိုဆိုတော့ဓမ္မခိုင်ရောခေါ်တယ်အဲ့လိုဓမ္မခိုင်ရောခေါ်တယ်ဗျဒီချိန်မှာဆိုရင်ကျွန်တော်တီးပြီးသားဒုမစီရောတခဲဖွဲ့စီအဲ့လိုပဲဒုမစီဖွဲ့စီရှိအဲ့လိုပဲအဲ့ဒီချိန်မှာဒီခိုင်နှစ်ခုကမတက်ဘူးဗျအဲ့လိုပဲဒီခိုင်နှစ်ခုကမတက်ဘူးအဲ့ဒီချိန်မှာဒီခိုင်ကိုရောဥစားဖို့အတွက်အဲ့လိုပဲဒီခိုင်နှစ်ခုကမတက်ဘူးအဲ့ဒီချိန်မှာတွေးကွာဖို့တွေးပဲရွယ်ပြီးတော့ဂျပန်တွေကလှုပ်လာအဲ့လိုတွေးအဓိကရွယ်ချက်ရှိရသူတို့ထွေသွားရချေထွေသွားရဒီကမြန်မာတွေတွေးကွာပြီးတော့ကြိုက်ရရှိအရှိပြီဟုတ်ပါအဲ့ချိန်မှာ1945ဆိုပြမြန်မာနိုင်ငံလွတ်လပ်ရေးက1948ကျွန်တော်ရဲ့4နှစ်မှာလွတ်လပ်ရေးရတာအဲ့ချိန်မှာဘူချောအဆိုင်နဲ့တခဲသားထုံးအဲ့ချိန်မှာဗျဒီဆိုရင်ဖားပြီးတော့တော့ပါလာကြဟုတ်တခဲသားထုံးကဗျဘူချောအဆိုင်ပြီးအရာတော်တော်ကြီးကိုအရေးပါအရာရောက်တယ်ပြီးတော့လှုပ်တိုင်းလိုက်ဗျပါမရှိရအရာထေးတယ်ဗျတခဲတယောက်ဆိုတာအရာတဲ့တရားဗျအဲ့ချိန်မှာဘယ်လိုလဲဆိုတာဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ဘူချောအဆိုင်တိတ်ပေါ်တယ်မရှိဘူးဒီစစ်ဖိဆိုင်နဲ့ပတ်သက်လို့ရှိရင်ဘူချောအဆိုင်ပါတယ်ပြီးတခဲသားထုံးပါတယ်လူတွေကြီးဆိုတော်တော်များများဗျကိစ္စတော်တော်များများကိုလည်းဒီတခဲသားထုံးတဲ့ဘူချောအဆိုင်ကပါတယ်ဗျဆောက်ရတော်လေးရှိတယ်ဒီအုတ်ချင်းနဲ့ပတ်သက်လို့ရှိဗျဒါဟိုချုပ်ဦးနူးလို့ပြောဒါတော့ဘောမလို့ဗျအဲ့လိုပဲအဲ့ဒါပဲဗျဒါတော့ဘောမအကြီးอ่ะဘူချောအဆိုင်ရောဘူချောအဆိုင်ရောတခဲဦးနူးရဲ့အမျိုးကြီးဗျအဲ့လိုပဲအဲ့ချိန်မှာသူတို့ရွေးချယ်တွေးကွက်ဖို့တဲ့ဗျအဲ့ချိန်မှာဒီခုနှစ်တွဲမှာဗျ1944 1945ခုနှစ်တွဲမှာလဲဘူချောအဆိုင်ဘောလဲလို့ဆိုတာတခဲသားထုံးတော့ပေါပြီးတော့ဗျဒါကရေးမြမောဘယ်လိုပြောချင်တော့တောက်တန်းနဲ့ပြီးတော့မကွဲဘူးအတွက်အဓိကကျွန်တော်တို့တီးပြီးသွားဗျပြီးတော့ပိတ်လို့ဆိုချုပ်စုနိုင်ဖို့အတွက်ဗျအဲ့လိုပါဒီချိန်မှာကရေးမမောချစ်ကြည်ရေးကိုလည်းအမျိုးကြီးရှာရွေးခိုင်းအဲ့ဒါချစ်ကြည်ရေးကိုလည်းဂျပန်တဲ့သဘောမကျုပ်ဗျရှင်းတယ်ဂျပန်တွေကသူတို့တားဆုံးနေပြီဗျအဲ့ချိန်မှာတားဆုံးနေမှာတီးရဲ့အချိန်မှာသူတို့တားဆုံးအခြေဆုံးရပြတားဆွဲချက်ဆိုရဗျအဲ့လိုပါသူရဲ့သွေးကွက်ဖို့ထရွေးချင်းနဲ့သူရဲ့ရွေးချက်ရှိရမြန်မာပြည်သွေးကွက်သွားရအဲ့လိုပါဒီရွေးချင်းနဲ့ကိုပို့ပြီးတော့လုပ်လာဗျအဲ့လိုပါဒီချိန်မှာသူအက်ကလေးတွေကလည်းဒီဖက်အိဒီယာဖက်မှာရှိရအဲ့မှာဒီအိဒီယာနဲ့အကူညီပြီးယူပြီးတော့ပြတိုက်ပါအဲ့လိုပါအဲ့ချိန်မှာရာကောအဓိကဆင်းမင်းတော့ဖြစ်မှာအဲ့လိုပါဒီကဆင်းမင်းတော့ဆိုတော့ဒီချိန်မှာဦးနုရောအချောင်းပါဗျဦးနုရကြတော့ဘောမလို့အချောင်းပါအဲ့လိုပါအဲ့မှာရှောင်းလို့ရှိရယ်တီးရဗျအဲ့လိုပါတီးရဲ့ချိန်မှာဂျပန်တွေကဘယ်လိုလဲဆိုတော့ဒီသူတို့ဝေပြီးတော့ဝိုင်းထားတယ်အကူအစားဆောင်နေချလိုက်တယ်အဲ့လိုပါထွေပြီးတော့တိတ်ရမလို့ဘူးရအဲ့လိုပါအဲ့ဒီမှာတကယ်စေးပြင်းမှဆိုရနေဗျာတကယ်ဘုံကျဲမှဆိုရလေးပြပဲနေကြောင်းမပဲတကယ်ကိုလို့ပြေးခဲ့တယ်ဗန်နီယောပြေးလဲဆိုရဗျ
ပြေးနေအောင်မော်လမြိုင်ကိုပြေးမှာဒါရာကုန်းနေမော်လမြိုင်ရှစ်ပြေးမှာဗျအဲ့လိုမလိုက်ပြေးဗျဒီဆောက်ဖတ်ပြီးလို့ဗျတကယ်ကိုဒီဖျက်ဆိုဗျတကယ်စိတ်ပြေးရခေါ်လို့ဆိုဗျတော့ဒူမြေတူနဲ့ပြေးရတယ်အဲ့လိုသူ့မဆိုဗျသားလေးရှိရဗျသားလေးရှိသမီးလေးရှိအဲ့လိုဗျအဲ့ကျွန်သူ့ဗျလိမ့်မှာလည်းပိုက်ပြီးတော့အဲ့လိုဗျရထောင်းနဲ့ဗျဒီရထောင်းနဲ့ပိုက်ပြီးတော့ပြေးရတဲ့ဟာအဲ့တကယ်အတွေးကြုံလေးတကယ်အတွေးကြုံရေးထားတယ်ဗျစောက်ကတော့ရှေ့စောက်ကထောက်ကွက်လေးဆောင်ကဆိုဗျတကယ်စိတ်ပြီးသွားအချိန်ဒီပဲစောက်ကိုရေးပြီးတော့စောက်ကိုအဆုတ်သားထားအဲ့လိုဗျဒီစောက်ထဲမှာဗျဒါတာဘောမောကြောက်ဗျဒါတာဘောမောရဲ့အဲ့ဟူဗျဂျပန်ရဲ့ဘယ်လိုလဲဆိုတော့သူကစိတ်ရှုံးမှသိရဲ့အဲ့ကျွန်ဒီအဲ့ဟူဗျရောစရာမရှိဘိုးတွေကျဲခဲ့တယ်အကိုလို့ဗျဘောင်းမရောစရာမရှိကျဲခဲ့ပြီးတော့ဗျဒါတာဘောမောဗျပြေးမှကြိုတီးဗျလာဖမ်းတယ်ဗျဒီဖမ်းနေကြောင်းမှာဒါတာဘောမောလေဗျဒီကတုတ်ကြီးထဲမှာအရဲ့အနောက်ဖက်ကကတုတ်ကြီးထဲမှာဝေပုံးနေအဲ့ကျွန်ဖမ်းလို့မမိဘူးအဲ့လိုပဲအဲ့ဒီမှာကန်ကောင်းလာတော်တော်ကြီးကိုကန်ကောင်းတဲ့ထဲမှာပေါ်သွားအဲ့လိုပုံစံမျိုးဒီဆုံးထဲမှာလည်းရေးထားပြီးတော့အင်္ဂလိပ်တွေနဲ့အင်္ဂလိပ်တွေနဲ့ရခိုင်ဖက်ကနေဝေပြီးတော့16ထိုးတာအဲ့လိုရခိုင်ဖက်နေဝေပြီးတော့16ထိုးပြီးတော့ရကုတ်ချီရဗျအဲ့လိုစုံထဲမှာလည်းဗျဒီ16ထိုးတဲ့အကြောင်းတွေဘုံပြောထားဘူးဒီမှာကျွန်တော်ကဗျဒီ pocket အခုတော့အကိုဗျဒါ Rambley ဗျဟဲ့ဒီအကိုပြောတဲ့ pocket ကနေပြီးတော့နားထောင်ပြီးတော့ကျွန်တော်တီးခဲ့ရတယ်အဲ့လိုဒီကိုကဖမ်းရတဲ့စုံလည်းကျွန်တော်များတယ်ဗျဒီကိုရဲ့ pocket တွေကျွန်တော်များတယ်ကျွန်တော်ဒီကိုနားထောင်လို့ကောင်းတယ်ဗျအဲ့လိုပဲကျွန်တော်ဒီစာအုပ်ထဲမှာဗျကျွန်တော်ခုနပြောသလိုဗျထောက်ကွက်40တဲ့နေပြီထောက်ကွက်45တွေဗျမြန်မာပြဖြစ်အခြေအနေတွေအကုန်လုံးကိုလည်းရေးထားတယ်ပြီးတော့ဂျပန်တွေကတွေးခွဲတဲ့အစီအစဉ်တွေရယ်ပြီးတော့အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးအကြောင်းတွေရယ်ပြီးတော့ဦးနုရဲ့တကယ်အတွေ့အကြုံတွေဗျအများကြီးရေးထားတယ်ဗျဒီစာအုပ်ကဒါတော့ကျွန်တော်ဖတ်ပြီးတော့ဗျပြီးခဲ့တဲ့အကြောင်းကိုပြန်ပြီးတော့ share ပြီးလို့ရှိပြပါတယ်နောက်တော့မှတက်ဆိုကြတော့ဗျ